မနေ့ပြန် M7 switch တွေလည်းစပြီဆိုတော့ YG နဲ့တွေ့မဲ့ team zone ရဲ့အရှိရာ white card ကဆော့ခဲ့ပွဲကိုတစ်ချက်တော့ပြင်ကြည့်ရအောင်တရုတ်အသင်းမှာပေါ့နော် team zone နဲ့တွေ့တဲ့အသင်းကတရုတ်အသင်းအဲ့ဒီအသင်းမှာသူတို့က game 1 game 2အပြတ်သက်ရှုံးလာတာသူတို့ရဲ့ traffic ကိုတွားကြည့်ရမယ်ဆိုလို့ရှိရင် team zone ကဆော့တဲ့ hero တွေကအဲ့လို Gator Fasha တို့ပေါ့နော် team found တွေကိုမဝင်အောင်ဆော့နေရတာတစ်ဖက်ကတရုတ်အသင်းကကြတော့ဆော့တဲ့ hero တွေအဲ့လို high loss တို့ lunas တို့ကွာလုံးဝpick up hero တွေဆော့ပြီးတော့အားလီမှာအသာဆော့သွားတာteam ဆောင်ကဘာခံလိုက်ရတယ်လဲဆိုတော့အားလိမှာအတာမစော့တဲ့အတွက်လုံးဝအနှိမ့်ဖြစ်ပြီးတော့ရှုံးသွားတာအပြတ်တကြီးကိုရှုံးသွားအဲ့ game 1နဲ့ game 2က game 3မှာကျတော့ဘာထူးကြလဲဆိုတော့သူတို့ထုတ်လာတဲ့ hero က run ကအဲ့ဒီsingle target ကွာတည်မလား single target အနှောက် hero တွေကိုထုတ်လာဒီ header တို့ပြောလို့ရှိရင်jungle ကိုတစ်ချက်ကြည့် jungle ဆိုလို့ရှိရင် leo မော့တိလိုက်လာတော့မသိဘူးသူတို့ဒီပွဲပြီးသွားတဲ့အချိန်မှာပေါ့နော်ဒီ white card နိုင်သွားတဲ့အချိန်မှာ interview ဖြေတော့အဲ့ဒီရဲ့jungler zest aura ဘာပြောလဲဆိုတော့ leo မော့မစော့တာသူတစ်လတောင်ကြာပြီတဲ့ဒါပေမဲ့တစ်လတောင်ကြာပြီမဲ့ဒီ white card ပွဲမှာတင့်တော်မယ်ထင်လို့သူထုတ်ပြီးကန်လိုက်တာပေါ့နော်သူကန်လိုက်ပေမဲ့အဲ့ leo မော့ရတော်တော်ကြမ်းနေလုံးဝဟိုတာတေးလေးရရကွာတိလားတာတေးလေးရရလော့ရလေးရတယ်အဲ့ဒါအပြင်မှာကြည့်ရအဲ့ run ကလေကိုဗစ်ရဲ့ hero ထင်တယ်တိလား header ရသွားအချိန်မှာတော်တော်အလုပ်လုပ်တယ်အဲ့ header ကြီးကအပေါ်တက်လိုက်အောက်ဆင်းလိုက် mid ချုံမှာထိုင်လိုက် mid try မှာနှောက်လိုက်တဲ့မလားဟိုတာတေးလေးဟို bucket တွေပေးလိုက် EXP တွေတစ်ချက်သွားကြည့်လိုက်ဆိုတော့အဲ့လိုမျိုးနဲ့ game 3မှာနိုင်သွားတယ်ပြီးတော့ game 4ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း game 4မှာလည်းအဲ့လိုမျိုးပဲ game 4မှာသူတို့ဘာပစ်လဲ game 4မှာကအဲ့ဒီအားလောကတော်တော်အလုပ်လုပ်တယ်game 4မှာအားလော့လောက်ကွက်တွေကြီးပဲအားလော့လောက်ကွက်တွေကြောင့်နိုင်သွားအရှိမ game 1 game 2အပြတ်သက်ရှုံးထားတာမနော်ဒီလောက်ဒီ pressure ကြီးများနေအောင်မှာ game 3 game 4အဲ့လိုကြီးမြန်မာလူကြီးပြန်ဆော့သွားတာအဲ့ဒါပေါ့နော်သူတို့ game 1 game 2ဒီလောက်ဒီရှုံးထားအောင်မှာ game 3 game 4ဒီလိုတောင်ဆော့နိုင်တယ်ဆိုတာဒါတော်တော်ဟိုဟာဖြစ်တယ်ချီကျူးဖို့ကောင်းတယ်တင်းစုံပွဲမိုက်တယ်တင်းစုံတော်မိုက်တယ်သူတို့ game 5ကိုတက်ဖန်သွားတော်တော်ကြီးကောင်းတယ်ကြည့်ပြီးသွားရလားကြည့်ပြီးသွားတယ်ဟိုကွန်ကျိုးလဲကောင်းပါတယ်ဒါပေမဲ့တင်းစုံကပြောမှဆိုနည်းနည်းသူတို့တင်းဖောင်ကကွန်ကျိုးတက်ပိုကောင်းနော်နောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အဲ့မစ်ကကန်နီပေါ့နော်တင်းဆောင်ရဲ့ကန်နီအဲ့ကန်နီကလေဘာဟီးရိုးပေးပေးတော်တော်ကျန်းတယ်ကြည့်နေရလေသူတို့ဘက်လိုင်းဝင်လာရော position ရောတော်တော်မိုက်တယ်လီနာနဲ့တွေ့လို့ရှိရင်တော်တော်သတိထားရမယ်ဟီးရိုးတိလားအော် sorry တော်တော်သတိထားရမယ် player ဘာလို့လဲဆိုတော့လီနာနဲ့တွေ့မယ်ဆိုလို့ရှိရင်ပုံမှန်ကွာတည်မလားဆန်ဂျီတို့ဆန်ဆက်တို့လောက်ပဲရှင်ထိန်နိုင်တဲ့ကောင်ရှိရကွာကန်နီနဲ့ရှင်ထိန်မှာတကယ်ပြောအဲ့တော့တကယ်စိတ်ဝင်စားတယ်ဒီကောင်ကနော်ဟိုကအထိုင် match တွေလည်းရတယ်ပြီးရင် pick off match လည်းရတယ်သူဖာစာဆော့သွားတယ်တော်တော်မိုက်တယ်တော်တော်ကောင်းအဲ့ဒီသူတို့ပြဿနာအဲ့တင်းဖောင်နဲ့မဝင်အောင်စော့နေတဲ့ပြဿနာတော်တော်မှားတာကွာဘယ်လိုပြောအမှားလုံးမိတာကွာသူတို့ကpick off ဆိုတာပိုကောင်းမယ်လို့ထင်တယ်ဘယ်လိုထင်လဲသူတို့ရဲ့ play style อ่ะသူတို့ကကွာဘယ်လိုရောဝိုင်းကြီးနဲ့သွားဆင်နေလားလို့ငါထင်တော့နည်းနည်းဘယ်လိုနည်းနည်းဆင်တယ်ကွာနည်းနည်းဆင်ဂိုးလေးဆော့တဲ့ပုံစံကလည်း stitch လိုမျိုးပဲဆိုတော့ကွာပြီးရင်သူ့မတောက်ကိုမတာပဲ jungler ကလည်း तू က objective ကိုအဓိကထားပြီးဆော့တဲ့ jungler မျိုးဖြစ်နေကွာသိလား तू အရှိကဟုတ်တယ်မှန်တယ်ဒီ design တွေပါရောဆော့တာမှန်တယ်ကွာဒါပေမဲ့ तू က objective ကိုအဓိကထားတာကွာ तू fan မင်းကိုအဓိကထားတာမဟုတ်ကွာအဲ့လိုအဲ့တော့ YG နဲ့သွားဆင်တယ်ချက်ပေါ့နော်ဘရဟီရိုပူတော်ကျဲဒီတင်က YG ကလည်းဟီရိုပူကျဲဒါပေမဲ့ပြဿနာကလေသတိထားမှကြာဘာလဲဆိုတော့ YG ရဲ့ဟန်သူတို့နဲ့တွေ့လို့ရှိရင်ဟန်ရဲ့ဟီရိုတွေကဘယ်လိုပြောရမလဲအဲ့လိုမှမပြောကြည့်ဘူးနည်းနည်းကောင်းလေးရမှာသဘောပေါက်တယ်မလားဟန်ရဲ့အကြောင်းဟန်အဲ့လိုမျိုးပေါ့နော်ဟို Z Aura နဲ့တွေ့လို့ရှိရင်ကနည်းနည်းကိုယ်နည်းနည်းလန့်တယ်အမှန်တရားကိုယ်ရဲ့ YG fan ပဲဒါပေမဲ့တကယ်လန့်တယ်နောက်နေရမဟုတ်ဘူးမနေ့ပြန်switch stage ကွာအရေးကြီးရယ်ကွာအရေးကြီးအဲ့အကြောင်းမလို့ပြောဘတ်စော်1ဖြစ်နေအဲ့ဒါအရေးကြီးဟုတ်တယ်တကယ်အရေးကြီးရတာ YG အနေနဲ့သွေးပူလို့လိုတယ်ဒီကောင်လေးကကြတော့အခုလောလောလတ်ဆော့တာဆိုတော့သွေးပူနေပြီဆိုတော့ကြောက်ရတယ်ဒါပေမဲ့တခုလို့ရှိရင်ကိုရီးယားလည်းဗာတိမှာလဲမနေ့ပြန်ဆော့ရတဲ့သူတွေကိုစောင့်ကြည့်ပြီးတော့မှပဲပြန်ပြီးပြောလို့ရမှာဆိုတော့နော်တကယ်ကဲအဲ့တော့မနေ့ပြန်ပွဲကြည့်ကြမယ်ဆိုတော့ဘယ်သူနိုင်မလဲကိုရီးယားက YG လို့ပဲထင်တယ်တင်းဆောင်ကိုလည်းကျန်းတယ်လို့ထင်တယ်နည်းနည်းတော့လန့်တယ်ဒီလောက်ပဲ see you